나이 내가 부싱아 스텔로 레몬보마 단 셔츠가 그 콩이 잘해偏ထွက်ဖို့ပြင်စင်တိုင်းစိတ်ထဲမှာတုံဆိုင်လို့ဒါပေမဲ့လည်းရှေ့ဆက်ရမယ့်အလုပ်တွေကရှိနေပြန်တယ်နေကမျက်မှန်လေးတက်လိုက်ပေမဲ့လည်းနဘူးဘော်ကချွေးစက်တွေကဒါမရအောင်ဝေးအင်ချီလက်စလေးနဲ့ခဏခဏသုံးနေရလဲဒီຫນွေရဲ့ရက်စမှုတော့ရင်ဆိုင်ရအောင်မှာပဲလေအပြင်မှာနေကဘူးချွေးတွေကရွှဲလို့ရှင်နေမှာတော့ပင်ကြီးတပင်ကိုတွေးလိုက်ရင်ကဘာအောင်ကနေပန်ပုံကိုရောက်သွားတယ်လို့ပဲလေအေးအေးလေးတစ်ချက်လောက်ခွေတိုင်းလိုက်စမ်းပါပူလောင်တဲ့စိတ်တွေကိုခဏငြိမ်သက်သွားအောင်လေဒီပူတွေရှော့ပဲသွားမှာလားရေအေးအေးလေးနဲ့ချိုးလိုက်ရင်အမောတွေပြေသွားပါအခုတော့လေချွေးစက်တွေနဲ့ရုန်းကန်နေရစေ